အားလုံးပဲမင်္ဂလာပါမြင့်မို့ဖော်ဖော် highlight channel မှာကြိုဆိုပါရစေယနေ့နက်မြန်မာစံတော်ချိန်2:45မှာအာဆင်နယ်အသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ရှင်မိုင်ကစားတော့ကြမှာဖြစ်ပါတယ်ခင်ဗျာပထမအကျော့အက်စတွန်ဗီလာအိမ်ကွင်းမှာအာဆင်နယ်ကိုအက်စတွန်ဗီလာက2-9နဲ့အနိုင်ရရှိထားတယ်အခုအာဆင်နယ်အိမ်ကွင်းမှာအာဆင်နယ်အက်စတွန်ဗီလာကိုဘယ်လိုတွေလုပ်ပြသွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါမယ်ခင်ဗျာအက်စတွန်ဗီလာအသင်းဟာလီဗာပူးကိုရှုံးနေပြီးနောက်ပိုင်းပြိုင်ပွဲစုံ17ပွဲဆက်ရှုံးပွဲမရှိကစားလာခဲ့ခြင်းဖြစ်တယ်ခင်ဗျာအာဆင်နယ်အိမ်ကွင်းမှာလည်းအက်စတွန်ဗီလာဘာတွေလုပ်ပြသွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ခင်ဗျာအမှတ်ပေးစရာအနေနဲ့ကြည့်မယ်ဆိုရင်လည်းအာဆင်နယ်အသင်းဟာ18ပွဲကစား73ပွဲနိုင်3ပွဲတည်2ပွဲရှုံးရလက်နဲ့ရမှတ်42မှတ်ရရှိထားတယ်ခင်ဗျာအက်စတွန်ဗီလာအသင်းကလည်း18ပွဲကစား12ပွဲနိုင်3ပွဲတည်3ပွဲရှုံးရလက်နဲ့ရမှတ်39အကူယူဆောင်ထားနိုင်တယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်အက်စတွန်ဗီလာအသင်းဟာအာဆင်နယ်အသင်းနဲ့ရမှတ်ကျင်းမြောက်အောင်ဘယ်လိုစမ်းဆောင်ရမလဲဆိုတာကျွန်တော်တို့ဒီညမှာစောင့်ကြည့်ရမယ်ခင်ဗျာအာဆင်နယ်အသင်းကလည်းထရော့ဇက်ဆာကာဂျိုကာရက်တို့တိုက်စစ်အတွက်ကိုပွဲထွက်လာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ခင်ဗျာနှစ်သင်းသလုံးအနေနဲ့ဒီညမှာတော့တိုက်စစ်ကောခန်းရောကောင်းတဲ့အသင်းတွေဖြစ်တာကြောင့်တည်ကြသွားမယ်လို့ခန့်မှန်းကြပါတယ်ခင်ဗျာ